အိယာတဲ့ရောက်တော့လည်းပဲအိမ်မပြောဘူးဟိုတွေးဒီတွေးနဲ့တွေးနေရတဲ့ပရိသတ်တွေကိုင်းဆိုကြည့်သမ်းမှာဒီလိုနဲ့သာညာများစွာကုံကသွားကြတာဒီလိုနဲ့သာညာများစွာကုံကသွားကြတာအိယာနိုးကလုပ်ငန်းကစားကြလေတော့တာအိယာနိုးကလုပ်ငန်းကစားကြလေတော့တာညံချမ်းချိန်ခါအိယာမှာတခါပြန်ရောက်လာညချမ်းချိန်ခါအိယာမှာတခါပြန်ရောက်လာတိုင်ညကြတော့တရေရတယ်ပြန်မရောက်ပြန်ဘူးလားအိယာထဲမှာဒီလိုပဲသွားနေတာပိဋကတ်တွေအိယာထဲပြန်ရောက်လာပြန်တယ်အဲ့တော့ဒီနေရာမှာပိဋကတ်ရဲ့အိယာထဲကိုဝင်လာတဲ့ချိန်ကကာလမှာဘာလုပ်ရမလဲတဲ့ဆိုလိုက်စမ်းမှာအိယာထဲဝင်နာဖို့ပင်ကြိုတင်မတွေးပါအိယာထဲဝင်သေဖို့ပင်ကြိုတင်မတွေးပါမကြမ်းမာယာထိုချိန်ခါဒီအိယာမှာနေရမှာမကြမ်းမာယာထိုချိန်ခါဒီအိယာမှာနေရမှာဘယ်လောက်ကြာဒီအိယာနေမှာမသိပါဘယ်လောက်ကြာဒီအိယာနေမှာမသိပါတလနှစ်လသုံးလေးလမကကြအောင်မှာတလနှစ်လသုံးလေးလမကကြအောင်မှာနည်းနည်းချီကလဲနေရှာစိတ်မှမချမ်းသာနည်းနည်းချီကလဲနေရှာစိတ်မှမချမ်းသာအနေကြလားဘက်ဆိုနာမှန်စွာတွေ့ရမှာအနေကြလားဘက်ဆိုနာမှန်စွာတွေ့ရမှာအဲ့ဒီလိုလေးဖြစ်ပြီးဆိုရင်လည်းလိုက်ဆိုသမှာဝေဒနာနောက်မှာဒေါသပါလိုက်ပါနေတတ်တာဝေဒနာနောက်မှာဒေါသပါလိုက်ပါနေတတ်တာအဲ့ဒီလိုဝေဒနာတွေခံစားနေရရင်ဝေဒနာပရိကောဒေါသောဥပ္ပဇိတဲ့စိတ်တူလာတတ်တယ်ဘာဖြစ်လာတတ်လဲအဲ့ဒါလေးသတိထားပါပိဋကတ်တွေလူမမဟာနော်အိယာပေါ်မှာနာရာရှိဖြစ်လာရင်စိတ်တူလာတတ်တယ်ကဲအဲ့ဒီတော့ဒီဝေဒနာတွေခံစားနေရတဲ့ဒီဒေါသတွေဖြစ်နေရတာတွေကိုဘာလို့ရမလို့ဆိုရင်ကုစားရဘာလို့ရမလဲအဲ့ဒီတော့လိုက်ဆိုကြည်သားမှာအိယာဆိုတာရိတ်တာပါထိုခါမြင်ရမှာအိယာဆိုတာရိတ်တာပါထိုခါမြင်ရမှာမမြင်သူများဒေါမနပွားသေသွားအပေရွာမမြင်သူများဒေါမနပွားသေသွားအပေရွာအဲ့ဒီလိုယောဂဝေဒနာတွေနှစ်ရှည်လာများခံစားနေရပြီဆိုရင်ဘုရားတိုင်ကိုပြန်ကူပါတော့စိတ်ကိုကူပါဘာကိုကူလဲစိတ်ကိုကူပါငါအိယာပေါ်မှာမထားသောအိတ်ချင်းဖြင့်အိတ်နေရပြီဒီအိတ်ယာကိုငါရိတ်တာလုံးမယ်အိယာကိုဘာလုံးမလဲရိတ်တာဝင်တာကျိုတင်ကအိယာပြင်နာတာ
ရိတ်သာဝင်တာယုတင်ကအိယာပြင်နာတာဘာပြင်နာတာအိယာပြင်နာတာတဲ့ဒါကြောင့်ဆိုလိုက်သားမှာထိုးကြောင့်သူငါခုချိန်ခါအိယာဝင်တိုင်းတတိယပါထို့ကြောင့်သူငါခုချိန်ခါအိယာဝင်တိုင်းတတိယပါ